Vietnam သွားတော့တည်ခဲ့တဲ့ hotel လေး review လုပ်ပေးခြင်းလို့ပါ hotel နာမည်က Hanoi Center Point Hotel တဲ့သူကသူ့နာမည်အတိုင်းပဲဒီ Hanoi မြို့ရဲ့အချက်ချာကြတဲ့နေရာမှာရှိပါတယ်ထဲကလည်းအခန်းလေးရတော်တော်လေးတန်တယ် facility လည်းစုံတယ်လို့ပြောရမယ် Hanoi မြို့ကလည်းမြန်မာနိုင်ငံမှာကြည့်ရင်လာတာတို့အဲ့လိုမျိုးပေါ့နော်တိမ်ကြီးသေးတို့ဘက်ကလို့အခန်းတိုက်ခန်းတွေပဲများတယ်အဲ့တိုက်ခန်းတွေထဲမှာဟိုတယ်တွေပြန်ဆောက်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့အခန်းလေးတွေကကျင်းတယ်ဆိုပေမဲ့အထဲမှာစုံစုံလင်းလင်းတက်တက်ရဲ့လေးဖွဲ့စည်းထားတာတွေ့ရတယ်ဂျပန်အခန်းတက်ဆိုင်တော့ကျယ်တယ်လို့ပြောရပါမယ်သူကထဲမှာဆက်ပြားတွေတို့လိုက်စီတပတ်တွေအကုန်လုံးတန်ရှင်းရှင်းပဲနောက်ပြီးတော့ဒီလိုမျိုးပေါ့နော်မှန်တင်ကုန်လေးတွေအဝတ်ဗီဒီယိုလေးတွေလည်းအသုံးပြုရတာအဆင်ပြေတယ်ရေခဲတက်တာပါတယ်ဒီထဲမှာသူတို့ထည့်ပေးထားတဲ့ coffee တုပ်တော့မပါလိုက်ဘူး coffee လေးတွေလည်းတိုက်တယ် Hanoi Vietnam coffee တွေကတော်တော်တောက်လို့ကောင်းတယ်ပြောရမယ်အဲ့ကိုရောက်သွားတော့ကလင်းစိုက်တာနောက်ကြရဲပေါ့နော်လင်းစိုက်တာည10နာရီလောက်မှစိုက်တာဆိုတော့အဲ့ဒီကိုရောက်တာ12နာရီလောက်ပဲည12နာရီဆိုတော့ဒီမှာလမ်းမှာလူသိမ့်မရှိတော့ဘူးဒါကလမ်းဘက်ကိုမျက်နှာမူတဲ့အခန်းကိုယူလိုက်တာဆိုရှုခင်းကြည့်လို့ရတယ်အခုကနှစ်လွှာမှာပါဒီမှာတဲခဲ့ကဘယ်လောက်ပေးရလဲဆိုတော့3ညကို2ယောက်ခန်းကိုရန်18000ပေးရတယ်ဆိုတော့တညကိုရန်6000လောက်ပေးရတယ်ပေါ့နော်မနက်စာရေးပါလဲပါပြီးသားပါ